ပဲမင်္ဂလာပါဒီတစ်ခါပြောပြသွားမယ့်လက်ကတော့ router one stick technology အကြောင်းအရာပဲဖြစ်ပါတယ်ဒီ router one stick ကလည်းပဲဘာကြောင့်သုံးရလဲလို့ဆိုကြလို့ရှိရင်တော့ VLAN တွေ create လုပ်လိုက်တယ် VLAN create လုပ်တဲ့အခါကျတော့ different VLAN တွေဖြစ်သွားတယ်တနည်းအားဖြင့်တော့ layer 2 different network တွေဖြစ်သွားတယ်ပေါ့အဲ့တော့ different network တွေဖြစ်သွားတဲ့အခါ different network တွေအချင်းချင်း communicate လုပ်ချင်တယ်ဆိုကြလို့ရှိရင်gateway ကိုရအောင်သွားဖို့လိုအပ်တယ်ပေါ့အဲ့တော့ gateway လိုအပ်ချက်ရှိလာတယ်အဲ့တော့ gateway လိုအပ်ချက်ရှိလာတဲ့ဒီ solution အတွက်ဆိုကြလို့ရှိရင်တော့ solution ကနှစ်ခုရှိတယ် SVI technology အဲ့တော့ switch virtual interface လို့ခေါ်တယ် layer 3 switch ကိုဖန်တီးပြီးတော့gateway virtual gateway ဖန်တီးတဲ့ VLAN ပေါ့နော်နောက်တစ်ခုကကြတော့အခု router တစ်လုံးကိုအသုံးပြုပြီးတော့ကြတော့virtual gateway ဖန်တီးတဲ့ VLAN ပေါ့အဲ့တော့ဒီ technology ကိုဒီ technology ကိုအသုံးပြုပြီးတဲ့အခါကျတော့ different VLAN တွေအချင်းချင်း communicate ရအောင်ပြုလုပ်လို့ရပါတယ်အဲ့တော့အခုဒီပြမှာဒီ lab ဒီ topology ရောက်ဆိုကြလို့ရှိရင်တော့ပေါ့နော် step by step ဘာတွေပြုလုပ်သွားရမလဲဆိုတဲ့ဥစ္စာလေးကိုရှင်တော့ပြောပြပေးပါမယ်နော်အဲ့တော့အခုဒီနေရာမှာဒီ asset layer switch ပေါ့ဒီ asset layer switch ပေါ့ဆိုကြလို့ရှိရင်ဟောမှာ VLAN လေးခုရှိတဲ့အတိုင်းပဲတူစီမှာ VLAN လေးခုခွဲမယ်ပြီးပြီဆိုကြလို့ရှိရင် step 2အနေနဲ့ကတော့ VLAN membership လုပ်မယ် step 3အနေနဲ့ကတော့ဒီ router နဲ့ချိန်ထားတဲ့ interface E0/0 ကို trunk configure လုပ်မယ်ပေါ့နော် trunk configuration လုပ်ပြရမယ်ပြီးပြီဆိုတဲ့အခါကျမှ router မှာသွားပြီးတော့ကြောင့်မှာ virtual set interface ကိုဖန်တီးပေးရမယ်ပေါ့နော်အဲ့တော့ step by step အိုက်တိုင်းသွားပြရမှာဖြစ်ပါတယ်ပြီးပြီဆိုတော့ကြောင့်မှာ step 5အနေနဲ့ကတော့ဒီသက်ဆိုင်ရာ VLAN တွေရဲ့device တွေပေါ့နော် PC တွေမှာ IP ပေးမယ်ပြီးလို့ရှိရင် connectivity လုပ်ကြည့်မယ်ပေါ့နော်ကဲဟုတ်ပြီတော့ဆိုကြလို့ရှိရင်အခုဒီ asset layer switch တွေမှာ VLAN စပြီးတော့ create လုပ်ကြည့်အောင်နော်မလုပ်တဲ့ကားချင်းလုပ်ပြီးဒီကားချင်းဆိုတဲ့အတိုင်းပဲအရင်ဆုံး asset layer switch ကိုစစ်ကြည့်ပါမယ်နော် to show VLAN VLAN ဖန်တီးထားတာမရှိသေးပါဘူးတဘော VLAN တိုင်းပဲရှိနေပါတယ်ကဲဟုတ်ပြီနောက်ဆက်ကြလို့ရှိရင် VLAN ကို10 to 30ဆိုပြီးတော့ဖန်တီးလိုက်ပါမယ်အဲ့တော့အခုလက်ရှိဒီမှာဖန်တီးလိုက်တဲ့ VLAN ကတော့ဘာအနေနဲ့ပဲထားထားမှလဲဆိုရင် name တော့မပြီးတော့ဘူးသူရဲ့ VLAN 10 11 12 30ဆိုပြီးရဲ့ပုံစံတိုင်းပဲ name ကိုတော့တဘော name တိုင်းပဲသတ်မှတ်ထားလိုက်မယ်เนาะ VLAN ID နဲ့ VLAN name နဲ့အတူတူပဲဖြစ်သွားမှာပေါ့အဲ့တော့အခုလက်ရှိဒီနေရာမှာပြန်ပြီးတော့စစ်ကြည့်မယ် to show VLAN စစ်ကြည့်ကဲဟုတ်ပြီနောက်ဆက်ကြလို့ရှိရင်ကိုလိုချင်တဲ့အတိုင်း VLAN network လေးကို different network လေးကိုရသွားပြီเนาะဒီဟာ2 network ရသွားပြီကဲဟုတ်ပြီနောက်ဆက်ကြလို့ရှိရင် VLAN membership လုပ်ရမယ်ပေါ့အဲ့တော့ VLAN membership လုပ်ပါလို့ပြောတာဖြစ်တဲ့အတွက်အခု interface E0/1 က VLAN 10 member E0/2 က11 member E0/3 က12 member နဲ့ E1/0 ကတော့VLAN 30 ရဲ့ member ပေါ့เนาะကဲဟုတ်ပြီနောက်ဆက်ကြလို့ရှိရင်သက်ဆိုင်ရာ interface ကိုသွားလိုက်မယ် E0/1 switch board mode asset switch board asset VLAN then switch board no negotiation เนาะအဲ့တော့ဒီနေရာမှာ switch board mode asset လေးရတဲ့အကြောင်းရင်းကတော့ဒီ membership လုပ်တော့မယ်ဆိုကြလို့ရှိရင်သူက access port တိုင်းပြောင်းပြရတယ်ဒါကြောင့်မလို့ဒီနေရာမှာ switch board mode asset လေးလိုက်ပြရနော်ဒီဟုတ်ပြီအောင်ဆက်ကြလို့ရှိရင်နောက်တစ်ခု interface E0/2 switch board mode asset switch board asset VLAN 11 switch board no negotiate interface E0/3 switch board mode asset switch board asset VLAN 12 switch board no negotiate interface E1/0 switch board mode asset switch board asset VLAN 30 switch board no negotiate ကဲဟုတ်ပြီအဲ့ဒါ step 2ဖြစ်တဲ့ VLAN membership လုပ်လို့ပြီးသွားပြီဒီမှာကိုလိုချင်တဲ့အတိုင်းပဲ VLAN membership လေးတွေလုပ်လို့ရသွားပြီအဆင်ပြေသွားပြီပေါ့နော်ဒါဆိုရင် step 2ရသွားပြီ step 2ရသွားပြီဆိုကြလို့ရှိရင် step 3အနေနဲ့ဒီ asset layer switch မှာ router နဲ့ချိန်ထားတဲ့ interface E0/0 ပေါ့ဒီ interface လေးကို trunk configuration လုပ်ပြီးလို့ရတယ်။ကဲဟုတ်ပြီနောက်ဆက်ကြလို့ရှိရင်အခုဒီနေရာမှာ interface E0/0 အောက်ကိုသွားမယ် switch board trunk angle solution .1q အဲ့တော့ဒီနေရာမှာ trunk configure လုပ်တဲ့အခါကြာလို့ရှိရင် trunk angle solution အနေနဲ့ပေါ့နော် packet တွေ angle solution လုပ်ပြီးလို့ရတယ်။ angle solution လုပ်ပြီးလို့အတွက် angle solution method နှစ်ခုရှိတယ်။ .1q method လို့သုံးတာ Cisco ရဲ့ISL လို့ခေါ်ရပါတော့။ဒီလိုသုံးတာပေါ့ inter switch လေးသုံးပါလားတော့အဲ့ဒီကိုလည်းကိုကြိုက်တာတော့မရတယ်ပေါ့အခုဒီနေရာမှာတော့angle solution တော့ဝင်ကြည့်ရတော့ open source ပဲဖြစ်တာကြောင့်တကြောင် frame site ပေးတာကြောင့်တကြောင် Cisco ကိုယ်တိုင်ကလည်းပဲအခုဘာလို့ထည့်ပြီးတော့သုံးသွားလဲဆိုရင် angle solution တော့ဝင်ကြည့်ကိုပဲအသုံးရတယ်
နော်ဒါကြောင့်လို့ဒီ encapsulator ကိုဒီမှာတက်ပါတယ်ရှင်းလိုက်ပြီးပြီဆိုကြလို့ရှိရင်တော့အခုလက်ရှိဒီနေရာမှာ switch from mode trend လို့ပြောလိုက်လို့ရှိရင်ရပါပြီနော်အခုလက်ရှိ configuration မှာဒါ current trend configure လုပ်ပေးတာဖြစ်တော့ဒါဒီနေ့ကြောင်းရိုက်ပြီးတော့လည်းရသွားပြီဒါဆိုရင် asset layer switch မှာလုပ်ရမယ် configuration တွေအားလုံးပြီးသွားပြီနောက် step 4အနေနဲ့ကတော့ router ကိုသွားမယ်နော် router ကိုသွားမယ်ဆိုတော့အခု router ကိုရှာပြီးတော့ဖွင့်လိုက်ပြီ router ဖွင့်လိုက်နော် router မှာfirst step အနေနဲ့ကတော့ name ပေးမယ်ပေါ့နော်အဲ့တော့ router မှာ first step အနေနဲ့ name ပေးမယ်ပြီးလို့ရှိရင် virtual set ဖန်တီးသွားမယ်ပေါ့အဲ့တော့ virtual set interface တွေဖန်တီးမယ်လို့ပြောရတဲ့အကြောင်းရင်းတခြားကြောင့်မဟုတ်ဘူးဘာကြောင့်လဲဆိုတော့အခုလက်ရှိဒီ router ကြီးကိုသူက gateway အနေနဲ့သုံးပါအောက်က VLAN တွေရဲ့ gateway ဒီ router အနေနဲ့သုံးပါအဲ့တော့ router ရဲ့ဒီ interface E0/0 ဟာအောက်က different VLAN လေးခုရဲ့ gateway အနေနဲ့သုံးမယ်ပေါ့အဲ့တော့သုံးတဲ့အခါကျတော့လက်ရှိ MNDK ရှိနေတာကျတော့ physical link ကတက်လိမ့်မယ်ရှိတယ် physical interface ကတက်လိမ့်မယ်ရှိတယ်အဲ့ဒီတော့ကြောင့် virtual interface တွေ sub interface တွေဖန်တီးပေးရမယ်ပေါ့နော်ကဲဟုတ်ပြီလားဆိုကြလို့ရှိရင် router ကိုတွားလိုက်ပြီအဲ့တော့ hosting အနေနဲ့ R လို့ပဲပြလိုက်မယ်နော်ကဲဟုတ်ပြီအဲ့တော့ interface E0/0 ဒီ interface physical interface ဖြစ်တဲ့ interface E0/0 ကရှိပေးနေုံများလို့ရှိပေးနေုံတက်တက်ပဲသူစီမှာဘာ configuration မှာလုပ်ပေးစီဟာမလို့ဟုတ်လားနော်အဲ့တော့ဒီခုဒီနေရာမှာ sub interface ဖန်တီးခြင်းနဲ့ဆိုကြလို့ရှိရင်ဒီ physical interface ရဲ့နောက်ကနေပြီးတော့မှ dot ဆိုပြီးတော့ separate လုပ်လိုက်လို့ရှိရင်နောက်ကဒီ virtual interface sub interface number လေးတွေရိုက်ခဲ့ပြလိုက်လို့ရှိရင်ရတယ်။ဟုတ်ပြီလားဆိုကြလို့ရှိရင်အခုဒီနေရာမှာ VLAN 10အတွက် sub interface number ကိုလည်း10လို့တက်ပါလိုက်တယ်။ဒါ just number ပြတာပါပဲเนาะ။အဲ့တော့ဒီနေရာမှာကိုနှစ်သက်ရ number ကိုပေးလို့ရတယ်။ဒါပေမဲ့VLAN 10အတွက်10လို့ပဲတက်သွားပြီနော်။ကဲဟုတ်ပြီလားဆိုကြလို့ရှိရင်နောက်တစ်ခု encapsulation method ပြောပြပါမယ်။အခုလက်ရှိရိုက်လိုက်တဲ့ဒီတုံးencapsulation method တွေကတော့ domain key method ကိုသုံးပါပြီးတော့ဒီမှာရိုက်လိုက်တဲ့ dan ဆိုတာကတော့ VLAN ID ကိုတော့ရည်ညွှန်းတာပါအဲ့တော့ဒီ VLAN ID ကတော့မှားလို့မရပါဘူးအဲ့တော့ဘာကြောင့်လဲဆိုတော့ဒီ VLAN ဒီ interface လေးဒီဘယ်သူအတွက်သတ်မှတ်လာလဲဆိုတော့ VLAN 10အတွက် sub interface တစ်ခုအနေနဲ့ sub interface လေးသတ်မှတ်လိုက်တာလို့ solution ဖြစ်တယ်ဟုတ်ပြီနော်တောင်းဆိုကြလို့ရှိရင်ဒီလက်ရှိဒီနေရာမှာ sub interface တစ်ခုရပါပြီတောင်းဆိုကြလို့ရှိရင် IP ပေးပါမယ် IP address အနေနဲ့ကတော့ 10.0.0.1 VLAN 10ကို0 networkအနေနဲ့သတ်မှတ်မယ် subnet အနေနဲ့ကတော့2/24 ဖြစ်တဲ့အတွက်2 byte 3ပုံကိုရှိတယ်ဒါပဲဟုတ်ပြီနော် interface E0/0.11 encapsulation .1q 11ဒါပြီးတဲ့11ကို solution ဖြစ်တယ် IP address 10.0.11 ကျတော့ 1 network ပြီးပြီပေါ့နော် 1.1 ပြီးရင် 255.255.255.0 လို့သတ်မှတ်မယ်ဟုတ်နော်ဟုတ်ပြီနောက်တစ်ခု interface E0/0.12 E0/0.12 ဟုတ်နော်ပြီးပြီဆိုကြလို့ရှိရင် encapsulation .1q 12ပြီးလို့ရှိရင် IP address 10.0.2.1 နော် 255.255.255.0 ကဲဟုတ်ပြီနောက်တစ်ခု interface E0/0.13 IP encapsulation .1q 30ဒါကတော့ VLAN ID လုံးဝရေးကြည့်ပါလေ IP address 10.0. သူ့ကြတော့3 network 3လို့ပြလိုက်မယ်နော်ဒါ3 network ဖြစ်သွားတယ်ပေါ့ 3.1 255.255.255.0 ကဲဟုတ်ပြီအဲဆိုကြလို့ရှိရင်ဒီလက်ရှိဒီနေရာမှာဘာရသွားပြီလဲဆိုကြလို့ရှိရင်ဒီ sub interface တွေဖန်တီးလို့ပြီးသွားပြီပေါ့နော်အဲ့တော့ sub interface ဖန်တီးပြီးသွားပြီဆိုကြလို့ရှိရင် physical interface main interface ဖြစ်တဲ့ interface E0/0 ကို no share လို့ချက်ပြီးလို့ရပါတယ်။ဒါကြောင့်လဲဆိုတော့ router ရဲ့ interface ကတဘောအရာဆိုလို့ရှိရင် shutdown ချထားတာလေ။ဒါကြောင့်လို့သူက no share ရိုက်ပြီးလိုက်တဲ့အခါကျမှအခုဒီ set interface တွေကapp position ရောက်တော့မှာပေါ့နော်။ဒါကြောင့် show IP interface brief I is low and size ကိုစစ်ကြည့်လိုက်။ဒါဆိုရင်အခုလက်ရှိအသုံးပြုသွားတဲ့ router holistic configuration အောင်မြင်သွားပြီနော်။ state တဲ့နေရာမှာ app နေတယ် protocol နေရာမှာလည်း app နေတယ်ဒါတွေကိုတွေ့ရတာဖြစ်တဲ့အတွက်အခုလက်ရှိဒီနေရာမှာ router holistic configuration အောင်မြင်သွားပြီလို့ပြောလို့ရတယ်နော်။ကဲဟုတ်ပြီဒါဆိုရင်နောက်ဆုံး finalize အနေနဲ့ဒီသက်ဆိုင်ရာVLAN လေးတွေရဲ့ enterprise PC လေးတွေကို IP ပေးမယ်နော်။ဒါတော့VLAN 10ရဲ့ IP အနေနဲ့ 10.0.10/24 သူ့ရဲ့ gateway ကဆိုတာ router holistic လုပ်လိုက်တဲ့ 0.1 နော်။အဲ့တော့ gateway IP လေးပေးပြီးသွားပြီ။ဒါဆိုရင် VLAN 11ရဲ့ IP လေးပေးမယ်။ VLAN 11ရဲ့ IP လေးနဲ့ IP 10.0.1. သူက1 network ဖြစ်တဲ့အတွက် 1.10 subnet က select 24 10.0.1.1 နော်။ okay အဲ့ဆိုရင် VLAN 11ရပါပြီ။နောက်တစ်ခု VLAN 12အဲ့တော့ VLAN 12အနေနဲ့ IP 10.0.2.10
သူက10 2 network ဖြစ်တဲ့အတွက် select 24 10.0.2.1 ဟုတ်ပြီနော်ကဲဟုတ်ပြီအားစိတ်ကမရှိဘူးနောက်ဆုံးပိတ် VLAN 13 VLAN 30ရဲ့ပေါင်းသွားပြီးတော့ IP ပေးမယ်ဆိုတော့ Enterprise IP ပေးမယ် 10.0. သူကတော့3 network ဖြစ်တဲ့အတွက် 3.10 sub network က select 24အဲ့တော့သူ့ရဲ့ area ကတော့ 10.0.3.1 ဟုတ်ပြီနော် 3.1 ဆိုတဲ့သွားလိုက်မယ် Okay ဒါဆိုရင် VLAN အားလုံးအတွက်ဗာပေးလို့ပြီးသွားပြီလဲဆိုရင် subnet IP ပေးလို့ပြီးသွားပြီเนาะကဲ IP ပေးလို့ပြီးပြီဆိုကြလို့ရှိရင်အခု VLAN 10နေပြီးတော့ကြာမှာပေါ့เนาะပြင်ကြည့်မယ်လေ 10.0.1 network ကိုစကြည့်မယ်เนาะ 1.10 ဆိုပြီးတော့စပြီးတော့ပြင်ကြည့်မယ်เนาะအဲ့တော့ 1.10 ကိုပြင်တဲ့အခါမှာ reply ပြန်လာပြီကဲဟုတ်ပြီနောက်တစ်ခု 2 network เนาะ2 network ကိုပြင်ကြည့် reply ပြန်လာပြီ3 network ကိုပြင်ကြည့်မယ် reply ပြန်လာပြီဒါဆိုရင်အခုဒီမှာဘာလို့သွားပြီးတော့တွေ့ရလဲဆိုတော့ဒီ router only stick ကို technology ကိုသုံးပြီးတဲ့အခါကျတော့ layer 2 different network เนาะ different VLAN တွေချင်း communicate ရအောင်ဖန်တီးလို့ပြီးသွားပြီဟုတ်အားလုံးပဲဒီလက်ကိုလိုက်ပြီးတော့လေ့ကျင့်ကြည့်ပါဆက်လက်ကြည့်လို့ရပါတယ်เนาะကဲဟုတ်ပြီအားလုံးပဲကျေးဇူးတင်ပါတယ်